UFC တမိုင်းတလျှောက် Flyweight Division ကိုလက်ခတ်စီမဲ့ပွဲကြီးတစ်ပွဲလာပြီနော်မြန်မာဂုံဆောင်လူငယ် fighter Joshua Van နဲ့ဂျပန်ရဲ့နီးပညာမြင့် fighter Tatsuro Taira တို့မကြာမီထိုးတက်ကြတော့မှာဖြစ်ပါတယ် Joshua Van ကလက်ချက်မြန်နဲ့မရက်မနာဖိအားပိတ်တိုက်ခိုက်တတ်တယ် combination ကြီးစိတ်ကူးကောင်းပြီးအခွင့်အရေးရရင် finish လုပ်နိုင်တဲ့ knockout power လေးရှိတယ် Tatsuro Taira ကတော့စိတ်တည်ငြိမ်တယ်အကောင်အထည်ကျတဲ့ game brand နဲ့လှူရှားတတ်သူတယောက် ground ပေါ်ရောက်သွားတာနဲ့ control ယူနိုင်ပြီး submission အတွက် Andy ရဲ့အလွန်ကြီးတယ်ဒီပွဲက striker နဲ့ grappler အားပလိုင်နဲ့ထိတ်တိုက်သွေးမှုဖြစ်တယ်လို့အာရှသားနှစ်ယောက်ရဲ့ဂုဏ်သိက္ခာအနာဂတ်နဲ့ division ရဲ့ဦးတည်ချက်ကိုဆုံးဖြတ်ပေးနိုင်မဲ့ပွဲကြီးတစ်ပွဲပါ stand-up မှာ Van ကအားတာပြီး champion ပွဲကိုထိန်းထားနိုင်မလားဒါမှမဟုတ် ground game နဲ့ Taira က champion ခါဘတ်ကိုစုခူးသွားမလားတစ်ချက်လွဲရင် finish ဖြစ်နိုင်တဲ့ပွဲချမ်းတစ်ပွဲဖြစ်လို့မိတ်ဆွေတို့စောင့်ကြည့်ဖို့အစင်သင့်ထင်နေပြီလား